မျိုးတို့ရေကျမတို့ချက်သွန်နီစီချက်လေးချက်စားကြမယ်နော်ချက်သွန်နီကိုရေဆေးမယ်ပပလိမယ်ပြီးရင်တော့ကျမတို့ရေလေးတေချာစစ်ထားမယ်ပေါ့နော်ပြီးရင်တော့ကျမတို့စီပူလောင်ထည့်ပါမယ်စီပူလာရင်တော့ကျမတို့ချက်သွန်နီလေးတွေကိုနွမ်းပြီးကျွတ်သွားတဲ့အထိကြော်ပေးပါမယ်ကျမတို့အိမ်မှာချက်သွန်နီစီချက်အနီပေါ့နော်ပြီးရင်ချက်သွန်ဖြူကကြတော့အဝါစီချက်ပေါ့နော်ကျမတို့အမြဲတမ်းချက်ထားပါတယ်ဘာလို့လဲဆိုတော့ကျမတို့အတုပ်စုံတို့ထမင်းတုပ်တို့ပေါ့နော်မိမိစိတ်ကြိုက်အတုပ်တွေကိုတုပ်စားခြင်းတဲ့ခါမှာလွယ်လွယ်တကူတုပ်စားလို့ရတဲ့အတွက်ကြောင့်မလို့ပါကဲချက်သွန်နီလေးတွေလည်းစော့လာပြီဆိုရင်တော့ကျမအရောင်တင်မုံလေးနည်းနည်းထည့်ပါမယ်အရောင်တင်မုံကိုထည့်တဲ့ခါကျရင်လေကျမတို့မီးလျှော့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်စီရပူပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့မီးလေးပက်ပြီးတော့ဖြစ်ဖြစ်ထည့်လိုက်တာအဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့အရောင်လေးကမကြက်ရင်လည်းစားလို့မကောင်းပါဘူးစိမ့်စော်လမ်းမှာလည်းကြက်ရင်လည်းအကျက်လွန်သွားရင်လည်းကျမတို့တူးပြီးရောပေါ့နော်အရောင်ကြီးကအမဲပြီးရောမလှဘူးပေါ့နော်ချက်သွန်နီလည်းအဲ့တိုင်းမှာပဲချက်သွန်နီရမ်းတူးသွားပြီဆိုရင်အတုပ်တုပ်တဲ့ခါမှာထည့်စားရတာအဆင်မပြေဘူးပေါ့နော်ကဲချက်သွန်နီလေးလည်းကျွတ်သွားပြီစီချက်ရောင်လေးကလည်းဒီပုံစံတိုင်းဖြစ်သွားပြီဆိုရင်တော့ကျမတို့ဒါအဆင်ပြေသွားပြီပေါ့နော်ဒီနေထားလေးဆိုရင်ရပြီပေါ့နော်ကဲကျမတို့အချိန်နဲ့သိမ့်မပေးရပါဘူးရှင်လောက်ရတာလည်းရမ်းအောင်မြန်ဆန်ပါတယ်ကျမရဲ့ချက်သွန်နီစီချက်လေးရပြီပေါ့နော်ကြည့်ရှုသူများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်